Google Maps ဟာကဘာကြီးရဲ့မြေပုံကိုကျွန်တော်တို့လက်ဖွားပေါ်တင်ဖေးထားတဲ့အမခါနီးပညာတစ်ခုပါ ကမ္ဘာနေရာအတော်များများကိုအသေးစိတ်ကြကြမြင်တွေ့နိုင်ပေမဲ့ဖုံးကွယ်ထားတဲ့ရှိုးဝတ်နိုင်မြေတွေရှိနေတဲ့ဆိုတာတင်သိပါတလား ဒီရှိုးဝက်နေရာ6ခုကိုဘာကြောင့် Google Maps ကနေဖုံးကွယ်ထားရတာလဲဒီနေ့မှာအဲ့ဒီရှိုးဝက်ချက်တွေကိုဖော်ထုတ်ကြည့်ကြရအောင် ပထမဆုံးလူဝတ်နေရလာတော့ American ပြည်ထုံစု Alaska ပြည်နယ်မှာရှိတဲ့ HARP High Frequency Active Auroral Research Program ပါ ဒီနေရာဟာနာမည်ကျော်ရှိုးဝတ်စစ်ပတ်ဆိုင်ရာသူတေသနာစခန်းတစ်ခုဖြစ်ပြီးကဘာယာဒီဥဒုကိုထိန်းချုပ်နိုင်တဲ့ဆိုတဲ့ကောလာဟလတွေတောင်ထွက်ပေါ်ခဲ့ပူပါတယ် အမှန်တကယ်တော့သူတို့ဟာ ionosphere ကိုလိလာတဲ့သူတေသနလုပ်ငန်းတွေလှုပ်ဆောင်နေတာပါ ဒါပေမဲ့စေရေးအရာရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေနိုင်တာကြောင့်လုံခြုံရေးအရာ Google Maps ကနေဝါထားတာဖြစ်ပါတယ်ဒီလိုဖုံးကွယ်ထားခြင်းဖြင့်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုဖင်ပလူတွေမသိနိုင်အောင်ကာကွယ်ထားတာပါ ဒီလေတဲ့စခန်းမှာနျူကလ িয়ার လက်နက်တွေတိုးလောင်ထားတယ်လို့ကြဲကြဲပြန်ပြန်ယုံကြည်ထားကြပါတယ် နျူကလ িয়ার လက်နက်ဆိုတာတိုင်းပြည်ရဲ့လုံခြုံရေးအတွက်အရေးကြီးဆုံးကိစ္စရပ်တွေထဲကတစ်ခုပါ ဒါကြောင့် Google Maps ကနေဒီနေရာကိုဖုံးကွယ်ထားခြင်းအပြင်မလိုလားအပ်တဲ့အန်ဒီရီနဲ့ထောက်လန်းမှုတွေကိုကာကွယ်တာဖြစ်ပါတယ် နိုင်ငံတကာလုံခြုံရေးအတွက်အရေးပါတာကြောင့်ဒီလိုဖုံးကွယ်ထားတာဟာနားလည်နိုင်ပါတယ် တတိယမြောက်လျှို့ဝှက်နေရာကတော့မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော်ပြုံယမ်းအပါအဝင်နေရာအတော်များများပဲဖြစ်ပါတယ်တခြားနိုင်ငံတွေနဲ့မတူပဲမြောက်ကိုရီးယားရဲ့ Google Maps မြင်ကွင်းဟာအသေးစိတ်မရှိပဲဝါနေတာကိုတွေ့ရပါလိမ့်မယ် ဒါဟာမြောက်ကိုရီးယားအစိုးရရဲ့ရှို့ခွင့်မှုကိုထိမ့်သိမ်းလို့တဲ့စန္ဒကြောင့်ပါနိုင်ငံရေးအရာအချက်လက်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားလို့ဖြစ်ပါတယ် စစ်ဘက်ဆိုင်ရာအဆောက်အုံတွေဒါမှကတာမန်မျိုးပျော်နေရာတွေကိုပါကဘာကနေရှိုးဝက်ထားခြင်းကြတာပါ ဒီလိုဖုံးကွယ်ထားခြင်းဟာမြောက်ကိုရီးယားရဲ့ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်ထားတဲ့သဘောတဘာဝကိုထင်ဟပ်နေပါတယ် จิตတုထမြောက်ရှိုးဝက်နေရာကသာပြန်တစ်နိုင်ငံကနျူကလ িয়ার စစ်ရုံအချို့ပဲဖြစ်ပါတယ် ဥရောပသမဂ္ဂထဲမှာပြင်သစ်ဟာနျူကလ িয়ার စွမ်းအင်ကိုအများဆုံးအသုံးပြုတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် သူတို့ရဲ့နျူကလ িয়ার စက်ရုံတွေကို Google Maps ကနေဝါထားခြင်းဟာအမျိုးသားလုံခြုံရေးနဲ့ဘေးအန္တရာယ်ကာကွယ်ရေးအတွက်ဖြစ်ပါတယ် ဒီလိုအရေးကြီးတဲ့နေရာတွေကိုဖုံးကွယ်ထားခြင်းအပြင်အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့သူလိုလုပ်ငန်းတွေကနေကာကွယ်ပေးတာပါ နျူကလ িয়ার စွမ်းအင်ဟာအကျိုးပြုသလိုအန္တရာယ်လည်းရှိတာကြောင့်အစိုးရတွေအနေနဲ့ဒီလိုရှော့ခွက်ထားဖို့လိုအပ်တာကိုနားလည်နိုင်ပါတယ် ပင်စမမြောက်လူဝက်ချစ်ကတော့စစ်ပက်ဆိုင်ရာဒါမှမဟုတ်နိုင်ငံရေးနဲ့မသက်ဆိုင်ပဲတာမန်ပုဂ္ဂလိကအိမ်တအိမ်ဖြစ်ပါတယ် ဥရောပနိုင်ငံချို့အထူးသဖြင့်ဂျာမနီနိုင်ငံမှာကိုယ်ပိုင်လွတ်လပ်ခွင့် privacy ဥပဒေတွေအရလူတို့တယောက်ကသူတို့အိမ်ကို Google Maps ကနေဖျောက်ဖျက်ပြီးဟိုတောင်းဆိုနိုင်ပါတယ် ဒါဟာစစ်ရေးလုံခြုံရေးညမတူပဲပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်တွေကိုကာကွယ်ဖို့အတွက်ဖျောက်ထားတာပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့စက်ထမမြောက်လျှို့ဝှက်နေရာကတော့ဂျာမနီနိုင်ငံမှာရှိတဲ့ Ramstein Air Base ဖြစ်ပါတယ်ဒါဟာ NATO ရဲ့အကြီးဆုံးလေတပ်အခြေစိုက်ကဆန်ဒီထဲကတစ်ခုဖြစ်ပြီးအလွန်အရေးကြီးတဲ့စစ်ပတ်ဆိုင်ရာဗျူဟာမြောက်နေရာတစ်ခုမှာကဲ Google Maps ပေါ်ကရှိုးဝက်နေရာတွေကိုဖုံးကွယ်ထားရတဲ့အကြောင်းရင်းတွေကတော့စစ်ရေးနဲ့အမျိုးသားလုံခြုံရေးနိုင်ငံရေးဆိုင်ရာထိန်းချုပ်မှုနဲ့ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကြောင့်တည်းဖြစ်ပါတယ် ဒီဘဟုတုတတွေကနေတင်းအတွက်အတိပီရီယာအသစ်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်